ဒါကတော့ပကံကိုသွားလှည့်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်အဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးကြပါဦးခင်ဗျာပကံကိုရောက်တာနဲ့မနက်စာစားပြီးတာနဲ့ဖျားစတင်ဖူးတာပေါ့နော်ဟိုတယ်နဲ့အနီးဆုံးဖြစ်တဲ့ဆွေစီးကုံဖျားကိုအရင်ဆုံးဖူးပါတယ်ဆုံးတစ်ပိတ်လေးကြီးပဲတခြားဒေသတွေကမသိတော့ဖိတဲ့သားတက်ကကြီးတယ်လို့ခေါ်တာကြီးတာမဟုတ်ပါဘူးဖိတဲ့သားကတက်တာဥတာပါကြီးတယ်ဆိုတာအသက်ကြီးတာမဟုတ်ဘူးတော့ရာထူးကြီးတာအကိုတို့လူတွေနဲ့နေနေစမိုးဆက်နေဆိုနောက်ဘက်မှာလေးကားလေးရှိပါတယ်ပူကောင်းတော့ဘောင်းတော့ပူလို့ရပါတယ်ရှင်ပကံရောက်တိုင်းတရပါသုံးမှာထမင်းစားရမှာအဲ့ဒီကကြက်ကြော်ကအရန်ကောင်းတယ်အဲ့ဒီကကြက်ကြော်ကြိုက်တဲ့သူတွေရှိလားခုဆိုလို့ရှင်တော့တကယ်မောင်းနေတာဖြစ်ပါတယ်ခင်ဗျာအမလေးဗျတော်တော်ဝေးပါစူရာမနေတော့ပါလားပဲတော့ပါနေတဲ့တော့လည်းရပြီကိုပွေတယ် အခုတမယန်ကြီးကနေမြင်းကပါရွာရဲ့အကျုံမှာရှိတဲ့စိန်ညံ့ညီမဘုရားကိုသွားမှာဖြစ်ပါတယ်ဒီစိန်ညံ့ညီမဘုရားကလည်းပကံမှာရှိတဲ့ဘုရားတွေကနာမည်ကြီးတဲ့ဘုရားတစ်စုဖြစ်ပါတယ်စေတီကြီးဆုံးရွှေဆန်တော်ဖရားစီဒီထဲမှာဖြစ်တယ်ဟုတ်ရွှေဆန်တော်ဖရားဒီလိုသူ့ရည်ရောသူ့ရည်ရောဒါကဘူးလေတီးဖရားပါလိုလိုပြည့်ဖရားအရှိအနေဝင်လို့ရတယ်ဗောနော်ဘေးကနေဝင်လို့ရပါတယ်အမိုးပွင့်ဖရာလို့ခေါ်ကြတဲ့ဖရာမတ်109နှစ်ပါဒါကတော့ပကံမှာရန်ကိုထင်ရှားပြီးတော့မှဖိုတိုစပေါ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဖရာရထိုင်တော်မူရုပ်ပွားရအရန်ကိုတက်ပယ်ပြီးတော့မှဘေးကဒီနယံတွေကပြိုနေတဲ့ဟာပေါ့နော်မိတယ်ဆန်းတော့ခဲ့တယ်အဲ့တော့ခုပိတ်ထားတယ်နော် ဟုတ်ပချန်စင်းရတယ်
မနေ့ကဒီဘက်ဆင်ဟိုဘက်ပြန်တက်တာ ပကံမှာနေဝင်ချိန်ကြည့်ဖို့အကောင်းဆုံးနေရာတွေရဲ့တစ်ခုဖြစ်တဲ့ပူဖျားဖြစ်ပါတယ်။ ဒါဘူဖေးရဲ့အောက်ဘက်ပစ္စယံဖြစ်ပါတယ်ခုက sunset ကိုဒီ sunset ဒီကနေဘူဖေးကနေကြည့်နေတယ်လောကနန္ဒာကနေကြည့်လေရတယ်ဘူဖေးကနေကြည့်လေလှတယ်အဲ့လိုအရင်နဲ့ကြည့်ချင်ပေါ့နော်နောက်ဒီမှာနေဝင်ချိန်ကြည့်လို့ရတဲ့ဂုံးတွေလည်းရှိပါတယ်နော်တက်ကြည့်တော့မှာ ဒါကလေ2025ခုရဲ့နောက်ဆုံးနေဝင်ချိန်မှာဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကဒီဇင်ဘာ31ရက်နေ့ရဲ့နေဝင်ချိန်ဖြစ်လို့ပါဒါ2025အတွက်နောက်ဆုံးနေဝင်ချိန်ဖြစ်ပါတယ်ဟိုတယ်ပြန်ရောက်ပါပြီဒီဟာကတော့ Heritage ပကံဟိုတယ်ဖြစ်ပါတယ်ပကံမြို့သစ်နဲ့မြို့ဟောင်းညောင်ဦးချောင်းမှာရှိတယ်ပေါ့နော်ဟိုတယ်ကလုံးဝအထဲမှာဆိုတိတ်စိတ်တွေနဲ့နေလို့အရန်ကောင်းပါတယ်ဒီညက New Year Party လည်းရှိပါတယ်ဟိုတယ်မှာ